ကဘာမှာမျိုးလေးနဲ့အရန်လာပြီချစ်ဖို့ကောင်းတယ်ဘယ်သူလဲသိလားအခုဒီဗီဒီယိုလေးကိုကြည့်နေတယ်သူပဲ This is Kobuda Origin ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တိတ်မဲ့တွေ့ကောအပိုင်းတစ်ကိုကြိုက်ကြလို့အားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျဗီဒီယိုလေးကအတန် quality နည်းနည်းကျသွားလို့ headphone နဲ့ကြည့်ရတော့ sorry ပါဒီဗီဒီယိုမှာအတန် quality ကိုအကောင်းဆုံးဖြစ်အောင်ပြုပြင်ထားပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လုပ်ပေးကြပါဘာလို့တော့အတန်မကြည့်ဘူးမှာကျွန်တော်တို့တော့အရန်ကိုထောက်ကူဖြစ်ပါတယ်ဒီဗီဒီယို VPN နဲ့ကြည့်ပြီးပို့ပြီးတော့ဝင်လာပြီကဲရှင်းရှင်းဝေးပြောနေတော့ပဲတိတ်မဲ့တွေ့ကောအပိုင်းတစ်ကို refund လင်လိုက်ကြအောင်အစမှာတော့ထုံးစံတိုင်း opening နဲ့စထားတယ်ဒီတစ်ခုကတော့တကယ် Ninja Storm ရဲ့ opening ဖြစ်သွားပြီဗျပထမပိုင်းတော့ opening က Lightspeed Rescue အခုရှင်ပြီးပဲ opening ကပိုကောင်းလဲလို့မင်းတော့ of course ဒီ Ninja Storm opening ကပိုကောင်းတာပေါ့ဗျကျွန်တော်ကိုယ်တိုင်လဲ Ninja Storm ကိုဆက်ဆက်နေကြည့်ခဲ့သူဆိုတော့ဒီတခြင်းကိုပို့ပြီးနားရင်နေတယ်တရားနဲ့တရားတော့ပဲတူမယ်ဇလန်းစာမှာဂျိုတစ်ခုပုံစံနဲ့စတင်လာတယ်ဖြစ်နေတာကတော့ဒါ Giga Chat တို့ရဲ့ headquarter ရှိတဲ့အစီအစီတစ်ခုပဲspaceship တစ်စီးအဲထဲမှာဒဏ်ရာရနေတဲ့ Giga Chat ပါလာတယ်ဒီ universe မှာကဂျိုတွေတစ်ခုနဲ့တစ်ခုရှင်းပြနေတဲ့အနေထားဒီအပိုင်းမှာတိလိုက်ရတာ Giga Chat တို့အဖွဲ့ကအဖွဲ့စည်းတည်တည်လေးပဲမဟုတ်ဘူးဒီကောင်ဂျိုကြီးတစ်ခုလုံး Emperor အုပ်စိုးတဲ့ Emperor တယောက်ဆိုတာဗျာ Dressing လက်စုပ်ကမပြတ်စည်းသေးဘူး Giga Chat ကပဲမရှုမလားခံရပြီးပြန်ရောက်လာအမှစပြီးတော့ကားကြတာပဲသူတို့ကောင်းတော့ဒီလောက်ထိတီးကန်လာတာဒီဘက်တဲ့ share က I'm here to tell you right now we don't care ဟုတ်ပါတယ်ကျွန်တော်တို့လက်စွပ်ကိုရလာလို့အောင်ပွဲခံနေဆိုတာလက်ခံတယ်ဒါပေမဲ့အခုကရလာတဲ့မယ်နဲ့မကြည့်အောင်မင်းတို့ကောင် share ဦးဆိုဘလို့တီးကန်လာတယ်လို့ကွာနည်းနည်းတော့အားနာပါအောင်အဲ့ကောင်အဲ့ဒါညာလေယုံနဲ့မင်းကဘယ်ဘက်ကတော့တိတ်ပန်သူရောဘက်ကလားမင်းတို့ကောင်းတာဘက်ကလားဂီဂါချက်တစ်ခါလေးကြွသွားရင်တော့ဘလောက်တောင်အောင်ပွဲခံကြမလဲမသိဘူးဗျာတချင်းအောင်တော်တော် bounce ဖြစ်တယ်but ဒီ soundtrack ကလည်း copy လားအုံကျွန်းလားဆိုတော့ကျွန်တော်သိချင်မသိဘူးဒီလိုနဲ့ Giga Chat က recovery ပြန်ယူနေပြီနောက်တစ်ခါမှမင်းသားရဲ့ဖေဦးလေးကိုစပြီးတော့ပြပါတယ်သူဖေကအာကာသကာကွယ်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ပြီးတော့သူတို့မေကလည်းတူတူပါပဲဒီနေရာမှာဇလန်းကိုပိုကောင်းအောင်လုပ်လို့ရတယ်မိဆုံဖားဆုံရှိရဆိုတာထက်သူတို့မာသားက Giga Chat တို့လက်ချက်နဲ့အသက်ပေးသွားရတယ်ဗျာသူတို့ဖေကလည်းအစိမ့်နဲ့ပဲဒီကောင်တွေကိုလုံးဝနှိမ်နှင်းမှုအပြင်းထန်ကြိုးစားနေတာကျွန်တော်နှစ်ကားလုံးကြည့်အပြီးမှာဒီဘဲရဲ့နာမည်ကိုတခါမှ mention မလုပ်သွားဘူးအပြင်နာမည်ကမောင်မောင်ဆန်စကားရဲ့နာမည်ကပါတယ်ကျွန်တော်ခေါ်ရလို့ရမောင်မောင်လို့ပဲပေးလိုက်မယ်မောင်မောင်ကလည်း Giga Chat တို့ကိုတင်းနေတာပုံမကောင်းသွားဘူးလားပြိတ္တထင်လို့ပါဗျာ Good job yeah bro got agric suit no ပစိုးနဲ့မဟုတ်တော့ဘူး in space ranger အထားစုနဲ့ဖြစ်သွားဒီခါမှာသူ့ဖေကပူကောင်းတဲ့ ranger suit လိုအပ်ကြောင်းပြောတယ်ဟုတ်တယ်အရှိက match ရှိလေးပါလာလေးပေါ့အဲ့စုကိုရဖို့ Sigma Grandpa ကိုတွေ့ရမယ်တဲ့တိတ်ပံပါတကူဖိုးတဲ့သူတို့ character နဲ့တိတ်မစင်းစားကြလို့ထင်တယ်ရှိသမျှကိုတိတ်ပံနဲ့တွဲကင်လိုက်တယ်ကြာလို့ wow incredible ဒီလိုနဲ့ Sigma Grandpa တိတ်မဖိုးကြီးစီကို glider နဲ့ရောက်လာပြီဟုတ်တယ်အဲ့ဒါ R2 ဒါပေမဲ့ဒီထဲမှာသူ့နာမည် A2 တဲ့ပြီးတော့တိတ်ပံဖိုးကြီးရဲ့ base ကိုပြတယ်ကျွန်တော်ဒီနားလေးမိုက်တယ်အဝင်လေးကဒီတိတ်ပံပါတကူဖိုးကြီးကဘလောက်တောင်ကြီးမြတ်လဲဆိုတော့ပြတယ်။ Sigma Grandpa ပို့ပြီးတော့အစွမ်းထက်တဲ့တိတ်ပံလက်ပတ် Morpha ကိုပေးမယ်ပေါ့။ပေါလဲဆိုတော့ Giga Chat တို့အနိုင်တိုက်ခဲ့တာမှန်တယ်ဒါပေမဲ့သူတို့ကိုအပီးပြတ်ချင်မိုးနိုင်ခဲ့လားဆိုတာမသိကြဘူး။ဆိုတော့ပိုကောင်းတဲ့ပြင်ဆင်မှုကိုလုပ်တဲ့သဘောပဲ။ကျွန်တော်ဒီမမော character ကိုကြည့်ပြီးတိလာတာဒီကောင်ကသိပ္ပံသူရဲ့ကောင်ဖြစ်ထိုက်တဲ့ကောင်မဟုတ်ဘူးဒီ dialogue တွေကိုနားထောင်ပြီးရဲ့အခါမောင်မောင်ကပေါ့ပြနိုင်တယ်သူ့အဖေတွေအမေတွေကသိပ္ပံကာကွယ်ရေးအဖွဲ့ကမလို့ဒီကောင်သိပ္ပံသူရဲ့ကောင်ဖြစ်လာဗျာ offer တက်ရပြီဆိုတော့စုက must ရှိပါလာပြီခုဖြစ်တယ်transformation ကိုရှင်းရှင်းလင်းလင်းမြင်ရပြီအဲ့မှာနောက်တစ်ခုလာပြီ robot နှစ်ကောင်ဒီကောင် A2 နော်ဒီကောင် R2 လို့ပေးလိုက်တယ်ဒီကအနည်းဆုံးတော့နာမည်တွေ drive မပေးဘူးပေါ့ yes baby this is သိပ္ပံဆန်အိမ်Sigma ဘိုးတော်ပေးတာမမောင်ကြိုးစားရလာတိုက်ရင်တခြားသူတွေအန်နေမဖြစ်အောင်ဒီကောင်ပဲထိုးကြွလိုက်တဲ့တဘောပေါ့ပြောစီကပြောချင်တဲ့အချက်လာပြီကျွန်တော် dialogue တစ်ချက်နားထောင်ကြည့်ဒါနဲ့ကြိုးစားရင်ပြန်ကြီးပောက်ကွဲသွားပြီပဲကျွန်တော်တို့ဘာအတွက်ပြင်ဆင်ထားရမှာလဲဖိုးရဲ့တိတ်တန်ကြီးကောင်ကိုရှင်းပြကြရရှိသေးတယ်ခဏနားပြရစီအောင်အာတူရဲ့နောက်မှရှင်းပြလဲရတာပဲအေးအေးစစ်စစ်ပေါ့ဒါပေမဲ့ဒီကြိုးသားတွေဟာဘူဟာနဲ့အာတူရဲ့ချ
ချိန်အများကြီးရှိသေးရပဲဒီနေ့ညတွင်ကျင်တော့ဘယ်ကြိုသားမှမလာနိုင်သေးပါဘူးဟုတ်တယ်မော်လီ ဘော်ဖာနဲ့နေရာကိုပို့ပြီးထိုက်တန်တဲ့သူလိုတယ် I like it ဒါ character ရေးသားပဲ main character ဖြစ်နေုံနဲ့အရာရမကောင်းနိုင်ဘူးချင်းချက်လေးတော့ထည့်ပေးရတယ်အနည်းဆုံးတော့သူဂျိုသားကြီးတိုက်ချင်တဲ့စိတ်ဒီပါမျိုးကာကွယ်နေတဲ့စိတ်ရှိရလို့ထင်တာပဲ သောတာရှင်များခင်ဗျာမကြခင်အချိန်တွင်းမှာ Yeah The Banger ဒီ guy အကောင်းဆုံး soundtrack တစ်ခု a masterpiece လူကြီးလူငယ်တော်တော်များများကြိုက်ခဲ့ကြတဲ့ Big Bang ရဲ့ တွေ့ခဲ့ဘူးတဲ့မိန်းကလေးတွေမနေပါကျွန်တော်ရဲ့ Don't yeah go ba ba ma don't worry. Don't yeah go ba ba ma don't worry. Down let it go ba ba ma don't worry. Don't yeah go ba ba ma don't worry. Original Green Day ရဲ့ Minority We don't care. ဒီတစ်ချင်းကိုကြားလိုက်ရင်ငငယ်အချိန်ကိုတော်တော်လေးကိုလွမ်းမိအောင်အမှန်ပဲဒီကားရဲ့ main soundtrack လို့တော့ပြောလို့ရတယ်နောက်တစ်ခါမှကေကချက်ရဲ့ညာလည်ယုံတို့ကကဘာမျိုးစတိုက်ပြီးတိတ်ပံသူရဲကောင်းတို့ရဲ့ Megazord Fight ဆော်လက်တစ်ဖြစ်သွားပြီ။ Yeah Halo ကောင်းတဲ့ Gundam Body ပေါ့။ဟိုကဒီပဲပြစ်ခတ်ကြရဗျာ။ဒီလိုအခန်းလေးထည့်တာကောင်းတယ်။ Megazord Fight ကိုတန်းမသွားပဲနဲ့ invade လာလောက်တယ်ဆိုတဲ့ပုံစံပြရတယ်။ပြီးတော့ဒီ shot ရဲ့ angle တွေကတကယ်မိုက်တယ်။ sound effect တွေလည်းပဲလိုအပ်ချက်ရှိတယ်။ Point တစ်ထက်အများကြီးပိုကောင်းတဲ့ပိုမိုက်တဲ့ Sword Fight တွေပါလာတဲ့ quarter ရင်မဟုတ်တော့ဘူး။ဒီက poster အမှန်နဲ့ကိုဖြုတ်နေတယ်။ငငယ်အဲ့လိုဓာတ်အောင်ဆွဲလာတဲ့အခန်းအရန်ကိုကြိုက်တာ။ခဏခဏကိုပြန်ကြည့်။ပြောရရင်ဗျာဒီ Sword Fight အခန်းကိုအကြိုက်ဆုံးပေါ့။ထဲကနေစောမောင်းတဲ့အခန်းတော့ပါသေးတယ်။ ဒီလိုနဲ့ပြတ်တာလည်းခံခဲ့ရပြီဆိုခေကချက်တော့ကလည်းရိုးရိုးချတာမနိုင်တော့ dressing လက်စွပ်နဲ့ပဲအပြက်ရှင်ကိုပလန်ချကြတယ်ဒါပေမဲ့လက်စွပ်ကအသုံးပြုလို့ရတဲ့ state ကိုမရောက်သေးဘူးစမ်းသက်နေတော့တိတ်ပံသူရေကောင်မလှုပ်ရှားနိုင်အောင်မျိုးစုံတီးထုတ်ဖို့ကြိုးစားကြတယ်ခေကချက်က तू ဒီလိုပုံစံနဲ့မနေချင်တော့ဘူးသူကိုယ်နဲ့ထပ်တိုက်ချင်တာဟုတ်တယ်နောက်တစ်ခေါက်ထက်အတီးခံနေလို့နေမှာ Good job ကျွန်တော်ငယ်ကကလေးတွေကိုခိုးပြီးရောင်းစားခံရတယ်ဆိုအတွေးတွေကိုရိုက်တင်တာဒီခန်းပဲသူပြန်ကြည့်တော့အဲ့ထက်ပိုနေနေတယ်တကယ်ကလေးမလေးတွေကိုဒီဘဲကဒီဘက်ကလေးမလေးတွေကိုလာဖမ်းတာမရဘူးဂျက်လီရှိတယ်ဂျက်လီကသူ့ဖေကကလေးမလေးတွေကိုစောင့်ရှောက်ဖို့တာဝန်ပေးထားတဲ့ agent တယောက်ပြီးတော့ဘယ်ကနေဘလို့ဒီကြိုသားတွေရောက်လာမှန်းမသိတကယ်ကတိတ်ပဲသူရောကောင်ဖြစ်ဖို့ဒီဘဲကိုရွေးရဘာဝစ်ဆောင်ဘာလက်နက်မှမလို့ဆိုလိုတီးတာမင်းမော်ဖာလာပေးလိုက်အနားမှာအမကြီးအောင်တယောက်ပြီးတယောက်ရှင်းထုတ်နေရညမင်းဘာလုပ်နေရလဲလက်တစ်ဖက်နဲ့မောက်ဆိုကန်ပြီးနောက်တစ်ဖက်ကဝေးဟိုတော့မင်းတို့ကတိတ်ပဲသူရောကောင်ရှင်းနေတာလားဂျက်လီကိုရှင်းနေတာလားချလာကြလာတော့ဟေးပေါ့ तू ကမင်းသားမဟုတ်လားလမ်းဖွင့်ပေးရတာပေါ့အမလာပြီဆရာကြီးရဲကလေအဲ့မအေးဝေးလေးကလူခဲ့ချင်တာမဟုတ်ဘူးဒီကောင်ချပဲချချင်တာအဲ့လိုဘသူဘာဖြစ်ဖြစ်အေးကြည့်ရမဟုတ်ငါချအောင်ပဲဆိုအဲ့လိုစိတ်ရှိရတဲ့ပြန်သူကောင်လာပြီဆိုတော့လည်းပြေးရတော့ပါပေါ့ဒီကောင် son of a bitch ဒီဘက်ကဟာလက်ရုံးဆိုင်ရီကိုနှလုံးဆိုင်ရီမပါပဲအသုံးပြုတဲ့အတွက်ရှုံးနေရတာဖြစ်ပါတယ် ဒီကောင်ပြတ်တာကို share နေပြီးတော့ KK chat ကိုမျက်နှာလောက်တာထပ်မှလည်း KK chat တို့ကလက်စွပ်ရဲ့ပထမအဆင့်အောင်စမ်းသပ်နေပြီဒီ glider တက်ဖွဲ့အစ်စ်လည်းဖွဲ့စည်းပြီးပြီ plan တွေကတော့ဟုတ်နေရပြီအခုနောက်တစ်ခါထပ်ပြီးတော့တိတ်ပံသူရောအေး glider တက်ဖွဲ့နဲ့ invade လို့ကိုထပ်ပြီးတော့စီခိုင်းတယ်ဆရာသမားဒီကောင်ကိုပြန်ပြီး ambush တာ glider နဲ့ကောင်တွေပဲပြန်တီးခံလိုက်ရအောင်ဆိုခဏခဏခံရတာများလာတော့ KK chat ကလည်းသူကိုယ်နိုင် 1v1 ထပ်တိုက်ဖို့ဆုံးဖြတ်လိုက်တယ် dressing လက်စွပ်ကြီးစမ်းတက်တာပြီးဆုံးတဲ့အချိန်ကြီးနေဖို့ပြောပြမယ်လေ KK chat ကနားမထောင်ကဘာမျိုးဆင်းသွားတယ် ဟေးကြိုသားမြင်လက်ကြောက်လိုက်အားများချီကိုတိတ်ပံပညာအားကိုနဲ့ဖျက်ဆီးလို့ရမှာမထင်နဲ့ ဒီမှာတက်တယ်ကောင်ဒီကိုနောက်ဆုံးချိန်ရေးကိုငါပေး Here we go the play တယောက်တွေ့ရတဲ့စကလုံးတိုက်ပွဲနဲ့အရင်စဒီကောင်ကောင် free ဆိုင်ပွဲမှာတယောက်တင်ပေါ်မှာ discount ရမှာ ရေခဲအပြင်ကြီးဖုံလွှမ်းတဲ့ခါရာပိုလာစီကိုငါဒီမှာယူလာတဲ့ Yes finally final boss fight ပထမအခါ space ထဲမှာနောက်တစ်ခါကဘာပေါ်အင်ကွင်းဝင်းကွင်းတစ်ခုလုံးစမ်းကြလွန်နေထူးတဲ့အကွက်တွေကြားကြီးတွေရောနွားကြီးတွေရောရှိသမျှအကွက်ပေါင်းစုံနဲ့ချရင်လေ KK chat ကပဲ feeling ဆိုတော့ရှုံးသွားတယ်ဗျာအဲ့တော့ dressing လက်စွပ်ကြီးလည်းဖြည့်ဆည်းခံလိုက်ရတယ်အန်ဒီယာရိုးရိုးရှင်းရှင်းပါပဲ Okay final analysis လို့သွားလိုက်ရအောင်ဒီအပိုင်းမှာ transformation sense ကိုအသားပေးပြီးလှုပ်ထားတာတွေ့ရတယ် CGI define ပို့ဖြစ်လာတယ် detail တွေကိုပို့ပြီးတော့ gear size လှုပ်ထားတာတွေ့ရတယ်ကျွန်တော်ပထမပိုင်းနဲ့ဒုတိယပိုင်းကိုရှင်းကြည့်ကြည့်ဗျာ soft fight တွေမှာဆိုတကယ် improve လာတာ
CGI တွေပိုကောင်းလာရဆိုတော့လက်ခံရမယ်ဇလန်အချိတ်ဆက်ပိုင်းမှာ plot hole လေးရှိရဆိုပေမဲ့လည်းဒီပထမပိုင်းနဲ့ဒုတိယပိုင်းကိုသူတို့တေးသေးချာ connect လုပ်ထားတွေ့ရတယ် anyway ကျွန်တော်အပိုင်းတစ်ပိုင်းလောက်ကိုတေးသေးချာပြန်ကြည့်ပြီးရဲ့အခါမှာဒီလိုပိုကောင်းတဲ့အချိန်ပိုကောင်းတဲ့ budget လူအင်အားကျွမ်းကျင်မှုပေါ့ဒါတွေပိုရှိခဲ့လို့ရှိရင် quality ကိုပိုကောင်းအောင်အများကြီးပိုလုပ်ပြနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျအခုပြောထားတဲ့အကြောင်းအရာတွေအကုန်လုံးကလည်းကျွန်တော်ရဲ့ opinion perspective ကနေပဲပြောသွားတာဖြစ်တဲ့အတွက် brother တို့နဲ့တူချင်မှလည်းတူပါလိမ့်မယ်ဒီကောင်းမှုကဘယ်လိုမြင်လဲဆိုတာ comment လေးမှာတစ်ချက်ရေးပေးသွားကြပါအောင်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့တကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျ Story ends here see you again